ဒီနေ့ always အသုံးပြုပုံ2မျိုးကိုပြောပြမယ်ပထမပုံစံတစ်ခုက simple forms နဲ့သုံးတာ present simple တို့ past simple တို့နဲ့သုံးတဲ့ခါမျိုးမှာဒီ always ရဲ့အဓိပ္ပာယ်ကအမြဲတမ်းလို့အဓိပ္ပာယ်ရတယ်သူ့ကိုလုံးလေလုံးထားရှိတဲ့အရာတွေအလေးအထားတွေကိုပြောချင်တဲ့ခါမျိုးမှာသုံးတယ်ဥပမာလေးကြည့်အောင် I always drink tea in the morning ငါမနက်တိုင်းလက်ဖက်ရည်တောက်တယ်ဒါသူ့ရဲ့အလေးအထားသူလုံးလေလုံးထားရှိတဲ့အရာကိုပြောတာဖြစ်တယ်ဒုတိယပုံစံတစ်ခုကဆက်လက်ပုံစံပေါ့နော်ဒီ present continuous တို့ past continuous တို့ပုံစံနဲ့သုံးတဲ့အခါမျိုးမှာဒီ always ရဲ့အဓိပ္ပာယ်ကမကြာခဏဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်သူ့ရဲ့ပုံစံကကျတော့စိတ်နှောက်ယှက်ဖြစ်စေတဲ့သဘောမချေနဲ့တဲ့သဘောမျိုးစိတ်ဆိုးလို့ပြောတဲ့သဘောမျိုးပုံစံတက်ရောက်တယ်ပေါ့နော်ဒါဆိုဥပမာလေးကြည့်အောင်အဲ့မှာတကယ်ချင်းတယောက်ဖုန်းပြောနေတလန်နေပြီးတော့တယောက်ကနေပြီးတော့ By the way I saw Susu yesterday she's always talking loudly on the phone Oh I know she is always disturbing others in the library too ဒါနဲ့ငါမနေ့ကဆူဆူကိုတွေ့ခဲ့တယ်သူကအမြဲတမ်းဖုန်းပြောရင်အတန်ကြင်နဲ့ပါပဲအေးဟုတ်တယ်သူကအမြဲတမ်းစာကြည့်တိုင်းမှာလည်းတခြားသူတွေကိုနှောက်ယှက်ဖြစ်စေတယ်ဒါဆိုရင်နားလည်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ် See you in the next video